80ကျလောကလောကကိုကြပါချစ်မဲ့မကလေးမရပါဘူးတော်သားလေးစိပိုင်ကိုလာပြပါဖြစ်ပါတယ် WTF ချီ1 slot 1 2 150မူရင်တော့ပါဘူးဘယ်ပိုင်ပါဒါထောင်ချောင်းလို့လားတလားမညီအောင်တဲ့ထောင်ချောင်းတကယ်စားတာတရားမတွေ့တဲ့ချိန်မှာတလုံးလုံးစားကြည့်ပါမယ်40နဲ့ရှုခင်းနဲ့ကြည့်ရတယ်တန်ပါတယ်ရှုခင်းကြည့်လိုက်ပါဦးတစ်ချက်အဲ့ဒါဟုတ်အားလုံးပဲမင်္ဂလာပါဒီ vlog မှာတော့ကျွန်တော်တို့ဒီဇင်ဘာလမှာသွားလေတင်တဲ့ချင်းမိုင်မြို့နဲ့45မိနစ်လောက်သာဆိုင်ငယ်စီးသွားတဲ့အရန်ဟုတ်တာရပြီးလမ်းတစ်လျှောက်လုံးဝင်လေပတ်စရာတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုခေါ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဇင်ဘာအရန်အေးတဲ့လမှာချင်းမိုင်ကျွန်တော်တငယ်ချင်းတွေနဲ့အစိုးရလည်းမထနိုင်တော့မနက်အစောဆုံး8နာရီလောက်ဆိုင်ငယ်နဲ့သွားခဲ့တာပဲဖြစ်ပါတယ်လမ်းတစ်လျှောက်မှာလည်း driving rate shooting rate zip line စီလိုရတဲ့နေရာတွေ strawberry ခင်းတွေနဲ့တိုးချန်စင်စခန်းတွေကိုလည်းတွေ့ရမှာဖြစ်တယ်ပြီးတော့မြန်မာပြည်ကတောင်ကြီးကလောတို့ရောက်သွားသလိုတဘာဝတိုးတောင်ရှုခင်အလှတရားတွေကိုခန်းစားရမှာဖြစ်ပါတယ်ဒီဇင်ဘာလဖြစ်တဲ့တိုင်းလန်ဒရှောက်လို့ east side နေပြီးတော့လေကောင်းလေတန့်တွေကိုလည်းရနေမှာဖြစ်ပြီး WTF လို့ခေါ်တဲ့ cafe camp ကိုရောက်သွားရင်စိတ်ဆိုနေတဲ့တစ်ပင်တွေတောတောင်တွေကြောင့်အဲ့နေရာလေးကအရန်အောင်ချီလို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဘာတွေလုပ်လို့ရလဲလန်ဒရှောက်ဘာတွေရှိမလဲဆိုတာကျွန်တော်ရဲ့အတူဒီဗီဒီယိုဆိုတဲ့အထိလိုက်ကြည့်လိုက်ပါနော်So fucking forget right wow it's freezing wait ticket show ticket if we are going to what camp we need that kind of ticket is about 100 but we can get from one drink for one ticket okay wait the ticket name like WTF okay oh ticket WTF ticket ပါတမျိုးလောကချင်းမိုင်ကိုရောက်ရှိနေပါပြီဖြစ်ပါတယ်အခုကကြတော့ we come ကိုလာနေရဖြစ်ပါတော့နော် it's not that much cool but it's fucking freeze ကျွန်တော်ဘာသာပြန်ပြရအောင်သူကအရန်ကို freeze ဖြစ်ပါတယ်ဒီပိုင်းအော်ဒီရရလားဟာတမျိုးလောချင်းမိုင်ကိုရောက်နေတာပဲဖြစ်ပါတယ်မောက်ကင်းပြီးနေအမျိုးတွေတအုပ်လုံးချင်းမရောက်နေပါချင်းမတော့မပြောရတော့ဒါဟိုကဖြစ်သွားပြီအော်ဒီလိုကြလားဆာရပြလာတယ်ဒီတော့မြင့်ပါရဲ့ဒီလိုကြည့်ဒါကင်းကြီးကထိုရီဂိုက်ပါခုပူးရဖြစ်ပါလားဒါကတော့အချောဆုံးအလှဆုံးချင်းမိုင်ဖြစ်ပါတယ်ဒါတော့ဘမအဲ့ချင်းမရဲ့ဂိုက်လေးချင်းမရဲ့သူတွေကကျွန်တော်တို့သူတွေကတီးတက်ပါအဲ့ဒရာခေါ်ပါလေဟုတ်ကဲ့ပါတော့တက်လာကျွန်တော်လာပြပါဖြစ်ပါတယ်ရဦးတော့အေးရပေါ့နော်ဟိုမှာကတော့ site နဲ့ guide နဲ့ကိုကြီးပါကိုကြီးခက်လို့ခေါ်ပါတယ်ခုကတော့ထိုင်လာတဲ့အချိန်ရောက်ပါပြီထိုင်ရင်းနဲ့ဒါဟိုစားပတ်ပေးရလားမသိဘူးပလလဆွေး Oh my god ဒါထောင်ချောင်းလို့လားတလားမညီအောင်တက်တက်လို့လားတော့ပလလကြတော့ပါကော်ဖီမဝယ်ဘဲနဲ့အရင်ဆုံးနားပါတယ်ကျွန်တော်မှအတွေ့အကြုံပြသွားပါလေ၄ယောက်ပဲချက်ပါဟုတ်တယ်တွေ့အေးရောအဲ့ဒီဖြစ်ပွေးကြမယ်ငါပြက်လောကအဲ့လည်းကြည့်ပါမယ်လဲတော့
ခု coffee တော့ဝယ်ပါတော့မယ်ဒါပါပါပြီ coffee ကို ticket နဲ့လောက်တာ Okay coffee ကို ticket နဲ့တော့လဲပါမယ် let's go ကျော်ထော် cái cô thầm mát tên và chuyện đừng có mình được cool coffee shop စောင်းနေပါရယ်ဒါတော့ WTL waterfall ပါဟိုကျွန်တော်ဒီမှာဘာကောင်းလဲဆိုတော့ဟိုကြောကန်ကောင်းတာမျက်နှာရဲ့အမဲဆက်တွေများနေပါကျွန်တော်တို့ခုမိုးအုံနေပြီပေါ့နော်နေမထွက်တော့တိတ်တွေပါမမြင်ရတော့ကဲကျွန်တော်ဒါ coffee စောင်းနေတဲ့အုပ်စုပါ hello မိုးအုံတော့မောင်ပါရုပ်မချောတော့လာလို့ကောင်းပါလေ không có lẽ có lúc ကိုချင်းနေလေးပြောပါဦး mà có nhiều duy má này có nhiều duy má này anh đoán ôi ai biểu đi về về cái gì ai biết mà là cái bà nhà rồi cái này em làm chạy iPhone kiss đi Post đi mà. Tiếp được cái video không mà lên để Post đi bây giờ. ခုပြောင်းနေနေရတော့အနည်းမရောက်ပြီးအလေတော်လောက်ပါဘောနော်ဒီနေရာကဒီ coffee shop ရဲ့အလေတော်လောက်မှာရှိတယ်နော်ဒီလို waterfall ရေကိုလည်းရှိတယ်ပြီးတော့ဒီကိုရှိတယ်ဒါကြောင့်မှအဲ့ view လည်းရှိတယ်ကျွန်တော်တို့မအေးစစ်စစ်ချင်းလို့ရတဲ့ဆိုင်တစ်ခုပေါ့နော်ဒီဘူးကန်လည်းရှိတယ်ဒီခုကမှယူလို့ရတယ်ကျွန်တော်တို့ဘုရားချောင်းမှာချင်းလို့ရတယ်အေးကရီနီရဲ့ထိုးရကကြီးပါလေပြန်ပါပြီခုကတော့တိုးချန်ကိုဝင်มาဖြစ်ပါတယ်တိုးတူပါတိုးတူနဲခုတော့တောင်းတဲ့တိတ်မဝေးပါဘူးအပြန်လမ်းမှာရှိပါတယ်တိုးချန်မှာဝင်နေတာ Let's go 150မူနေ Strawberry ကပဲတော့ပဲတယောက် budget ချွေတာတဲ့အနေနဲ့တိုးချန်ကိုတိုးဗီဒီယိုမှာကြည့်ပါဖြစ်ပါမယ်ကျွန်တော်တို့ Strawberry ကပဲထပ်သွားမှာဖြစ်ပါတယ်Strawberry King မဆိုင်ငယ်ရောက်ပါပြီခု
strawberry king ရောက်ပါပြီ strawberry king ဖြစ်ပါတယ်delivery grab နဲ့ ကိုရမ်းလား နေတော့မြည်ကြည့်ပါရဲ့မြည်ကြည့် ငါမြည်ကြည့်ဒီမြည်ဒီလောက်နဲ့မြည်မရတော့ဆွေးတော့ ขอบคุณมากครับว้าว ဝိုင်ฟรีมีပါရဲ့စနေပဲ ဒီတက how much strawberry one တကယ်ချင်းချီရပေါ့ 是是是ချီရ Here one slot one two ဝန်စလုံးမဟုတ် ကောင်းတယ်ကောင်း alcohol က40% ပါတယ်ဒါပေမဲ့ ချိုး it's not that much bitter တော့ဘူးလို့မဟုတ်ချင် sweet ချိုးတယ် it's sweet a little bit but no sugar no sugar yes oh good it's good ကိုရကိုဝယ်လိုက်တော့ how ခါရလေးတောက်ကြည့်ကြပါ alcohol percent Yeah, the same. same oh ဒါနဲ့လည်း bitter ပါ alcohol so this one is alcohol နည်းနည်းများပို့ this one is bitter Yeah. so like you put sugar in there no Actually, the sweet from the strawberry. so how about this အဲ့တော့မ one? ပြင်း This is bitter it's ဟိုဆယ်ဘက်မှာရောင်းတဲ့ဝိုင်လောက်မပြင်းဒါပေမဲ့ The same. ချိုးရတာ The same. But the different. ချိုးရ double ဝင် double ဝင်ပါရဲ့ strawberry က strawberry က strawberry strawberry double strawberry ဝိုင်ဖြစ်ပါတယ်ဖြစ်ပါတယ် လက်ကြည့်နဲ့သူခေါင်းညံ့ဖြစ်ပါတယ် စပင်ညောင်းတော့မဟုတ် လက် strawberry ကြည့်နဲ့သူခေါင်းညံ့ဖြစ်ပါတယ် let's go bro let's go okay ပြမယ်နော်နော် ခိုးလိုက်ဒီလိုမခိုးလိုက်ဒီလိုခိုးလိုက် ဒီလိုလေးမခူရဘူးမှန်တာဒီလိုမခူရဘူးဒီလိုအစိမ်းမခူရဘူး အနီအောင်ခူရမယ် အနီအောင် အပင်မခူရဘူးအသီးပဲခူရမယ် အပင်ခူလို့မရဘူးအတီးပဲဒီလိုပဲခူရတယ်ပြောရတယ် ပြီးရင်ဒီမှာစီးရတယ် တလုံးတွေ့ပြီခမောင်းတလုံးတွေ့လက်စီရဲ့ညာရောဒီလိုညံ့ပါမယ်အေးပန်းကျိုးဒီရကြရမယ်မစားပါနဲ့ခါမစားဘူးတဲ့ဒီတော့တလုံးတော့စားတယ်တော့ let's go တုံးလို့ရပါတုံးလို့ရပါ လာလိုက်တော့ပြီးအောင်ဖြစ် ကောင်းမကောင်းပြလာပုံရ ဟုတ်တယ်မဟုတ်ဘူးကြိုက်တာပါလေ ဒီလိုကြိုက်ရတယ် what the fuck ကြိုက်ရတယ်လူကြိုက်ရမဟုတ်တေးနော်ဗျအသေးနှလုံး strawberry အသေးနှလုံး strawberry ဒါလို့ခေါ်တေးနှလုံး strawberry ပါနှလုံးကွဲပါတေးကွဲပါstrawberry ခူးရင်ဒီလို trick တွေရှိရတော့ဒါကိုဖြောင်းလိုက်ပါအလေးချိန်ရော့ပါမယ်အရွက်ထွေလိုက်ပါအလေးချိန်ရော့ပါဒီတော့တော်တော်ဘယ်မှာတော့အချင်းနဲ့အချူပဲကွာသူတို့သူလည်းညက်လို့ရပါတယ်သူတို့အစိမ်းမကူအောင် အနီအောင်ခူရမယ် ကြီးနေပါပြီအလဲ sorry စားမကောင်းလေးပါစတော်ဘယ်ရီပုံမပေါက်ပြားလေးဖြစ်နေပါဒီလောက်ရပါပြီပြီးရင်40နဲ့ရှုခင်းနဲ့ကြည့်ရတယ်တန်ပါပဲရှုခင်းကြည့်လိုက်ပါဦးတစ်ချက်အော်သူပြောရစီကောင်းမလေးနဲ့လာပါအချမ်းတော့တလို့တွေ့ရတယ်အချမ်းမချမ်းလိုက်ရှာရတာဆွေးလို့ပါပဲတော့ဒီချမ်းပုံနေပါဒီမှာဖြစ်
ခူးပါလို့ 这边差不多。 ရွှေလိုပဲရှားပါတယ်ဟာစားပါဦးစပြောတာတလို့စားကြည့်လိုက်ပါစားပါဦးစပြောတာသူများမတွေ့တဲ့ချိန်မှာတလို့လုံးစားကြည့်ပါမယ်ချိုးပြီးတော့တော်ကောင်းပါလေမတလို့သူ့ပါကြီးဘယ်ညက် 哎，我妈丫头。 ရတယ်ညက် စားလိုက် ဟိုဒီမှာမနှလုံးတွေ့ပြီကြောက်မလားတလုံးဖြစ်ပါတယ် 我စားရမှာတလို့ တိုက်ဒီမှာလည်းတလုံးစားကြတာ ဒီမှာ မနှမပြဒီနာမတလုံးဖြစ်ပါတယ်အဲ့ဒါကို ပေးရသေးတယ်ချူလာ ဘူးရဲငါတို့ဥစားဘယ်လိုဝိုင်းတပလင်းဝယ်မနော်အသေးနွယ်နေဝယ်ဦးမလား 那个到此了，咱们个么子？到此了，咱们个么子？Sorry， သွားတောက်ဝယ်就လစ်တောက်ဝယ်到此了，宝贝弟弟。မော်တီဒါကျမကူရဲစတော်ဘယ်ဖြစ်ပါလဲကျမကအခုခိုးစားနေပါတယ်ဆိုတော့ကျမရှိမတရားခိုးစားနေပါ ရက်တန်စေရောကြဟဲ့တကယ်စားရမတူတူလာ ကျင်လာပြီ ဒါချင်းမအမျိုးတွေနဲ့ဖြစ်ပါတယ်ချင်းမကအမျိုးတွေပဲရှိပါတယ်ချင်းမโอเคပြင်နိုင်မျိုးမို့တယ်ဗောနော်လား 一个贵是奶猪啊！也有这玩意儿，第三流了啥吧？第三流，那拿嘛去吧？可以拿嘛？你跑没有？可以拿嘛去吧？ ဒါပေါ့နော်ဒါပေါ့နော်အရင်ကကောင်းပါလေသူကမဲရပါရှေ့ပေါ်ညီမဆိုအဝအပြေဝစားခတာပေါ့နော်超要啥了？都要40个价了。 6စားတော့တရား80ပဲကြာလောဝကိုကြာပါချစ်မဲ့မသူမရပါဘူး 这这路没有啊？က跑了已经讲完了，အခုပြေပါတော့မယ်အားလုံး拜拜အားလုံး waterfall ခက်ကိုသွားမှဆိုလို့ရှိရင်ဒီဆိုင်ကိုပြောင်းဝင်ခဲ့ပါအရင်စီချိုးရတယ်ဟိုမှာဈေးရမ်းကြီးပါတယ် waterfall တော့ဒီစားလေးလာပါဒီစားလေးဒီ တော့လေ စားပြပါလား တက်စီသမားပါဒီနေ့ထွက်လေရတာဒီလောက်ပါပဲချင်းမိုင်ကိုပြန်ပါပြီချင်းမိုင်မြို့တွေကိုပြန်ပါပြီ ဒါလည်းချင်းမိုင်ပဲဒါပေမဲ့သူကချင်းမိုင်မှာရှိတဲ့တခြား district ပေါ့ကွာတို့ဆိုတို့မောင်ချင်းမိုင်မှာနေတယ်အောင်ကျော်တို့ဆိုအခုအိုးချောင်းမှာနေတာဒါကချင်းမိုင်မှာရှိတဲ့တခြား district ပေါ့ဒါကလည်း country side သွားတော့ကွာအဲ့လိုမျိုးဒါချင်းမိုင်ပဲအခုကတော့နေမဲ့နေရာကိုပြန်มาပေါ့ Okay ပြန်ပါတော့မယ် bye bye see you next vlog အားလုံးတက်မလို့ထင်ပါတယ် bye bye goodbye Woo